သင်ခန်းစာ16 3-4 timing တပါးမှာ3ချက်ရှိတယ်1 2 3 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 1 2 1 2 3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 နောက်တစ်ပုဒ် number 7 ခန်းစာ7တပါးမှာ4ချက်ရှိတယ်4 timing 1 2 3 4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 ကဲဟုတ်ပြီကျွန်တော်တို့ရှင်းလေ့လာကြည့်အောင်ဒီကောင်ကတပါးမှာ3 4 time လို့3ချက်ရှိရယ်1 2 3 1 2 3 1 2 3 1 2 3နော်ဒီက2ချက်ရှိရယ်ဒါက total ကတစ်ချက်1 2 3 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 1 2 3ဟုတ်နော်ဒီသင်ခန်းစာမှာဘာပါလာလဲဆိုတော့ဒီ red sign တွေပါလာဒါကဘာ red sign လဲ whole note ရဲ့ red sign တော့ whole rest ပေါ့နော်ဒါပေမဲ့ဒီမှာတော့မသက်ဆိုင်သေးဘူးเนาะတခြားသင်ခန်းစာတွေမှာဆိုရင် तू တက်ရောက်မှုရှိရနော်ဒီတစ်ပုဒ်ကြတော့4 timing ဆိုတော့ဘယ်လိုရည်လဲဆိုတော့1 2 3 4 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 1 2 3 4ဟုတ်ပြီနော်ခုန16လို့ပဲဒီမှာ तू မှာ rest ပါလာပြီwhole note ရဲ့ rest whole rest ပေါ့နော်သူကဆိုရင်ဒီမှာတော့သူအလုံးမလုံးသေးဘူးပေါ့နော်ဒါပေမဲ့ဒီစတဲ့ image ဆက်တဲ့အနေနဲ့ပေးထားတယ်တခြားသင်ခန်းစာတွေမှာဆိုရင်သူကတက်ရောက်မှုရှိပါလိမ့်မယ်ကျေးဇူးတင်ပါတယ်